အားလုံးပဲမင်္ဂလာပါဘောလုံးလောကရဲ့အနာဂတ်ကိုပြောင်းလဲပေးမဲ့အံ့ဩသင့်စရာသတင်းကောင်းတစ်ခုနဲ့အတူကြိုဆိုလိုက်ပါတယ်2026ခုနှစ်ကမ္ဘာဖလားပွဲစဉ်တွေမှာကျွန်တော်တို့အားလုံးမြင်တွေ့ရတော့မယ်အစင်းမြင့်နီးပညာသုံးဘောလုံးအသစ်ဆက်ဆက် Trionda အကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီတစ်ခါကမ္ဘာဖလားမှာသုံးမဲ့ Trionda ဘောလုံးဟာရိုးရိုးဘောလုံးတစ်လုံးမဟုတ်တော့ပါဘူးဒါဟာနီးပညာနဲ့အားကစားပေါင်းစပ်ထားတဲ့အစင်းမြင့်လျှက်စစ်ပစ္စည်းတစ်ခုလို့တော့ပြောလို့ရပါတယ်စပိန်ဘာသာစကားအရ Trionda ဆိုတာ prime 3ခုလို့အဓိပ္ပာယ်ရပြီးအင်ရှင်နိုင်ငံ3နိုင်ငံဖြစ်တဲ့အမေရိကန်ကနေဒါနဲ့မက္ကဆီကိုတို့ကိုစူးစမ်းဖူးထားတာဒီဇိုင်းပိုင်းမှာဆိုရင်လည်းနိုင်ငံ3နိုင်ငံရဲ့အကြောင်းအသွေးတွေနဲ့အတူအမေရိကန်ရဲ့ခြေပုံကနေဒါရဲ့မြေပေါင်ရွက်မက္ကဆီကိုရဲ့လင်းယုံတဲ့တင်ကြီးဓာတ်တွေကိုလှပစွာပေါင်းစပ်ထားပါထူးခြားချက်ကတော့ဒီဘောလုံးကိုအပိုင်း၄ပိုင်းနဲ့ပဲတိစောက်ထားတာဖြစ်ပြီးကမ္ဘာဖလားသမိုင်းမှာအပိုင်းအရေးအတွက်အနည်းဆုံးဘောလုံးအဖြစ်မှတ်တမ်းဝင်သွားမှာပါဒါပေမဲ့အဓိကအနှစ်သာရကတော့ဘောလုံးရဲ့အတွင်းပိုင်းမှာရှိနေတာပါ Trionda ရဲ့အလဲဘဟုမှာ500 Hz အရှိန်နှုန်းနဲ့အလုပ်လုပ်တဲ့ IMU sensor ချစ်ပြားကိုထည့်သွင်းထားပါတယ်ဒီချစ်ပြားလေးကဘောလုံးရဲ့ဒီနေရာအရှိန်လမ်းကြောင်းနဲ့ကစားသမားတွေနဲ့ထိတွေ့မှုတွေကိုတစ်စက္ကန့်ကိုအကြိမ်ကြီး900နှုန်းနဲ့အချိန်နဲ့တပြေးညီဖမ်းယူပေးမှာပါရလာတဲ့အချက်လက်တွေကို VAR စနစ်စီချက်ချင်းပေးပို့လိုက်တဲ့အတွက်လူကျွံဘော offside ဆုံးဖြတ်ချက်တွေကိုစက္ကန့်ပိုင်းအတွင်းတိကျမှန်ကန်စွာချမှတ်နိုင်တော့မှာဖြစ်ပါတယ်ဒီလိုအဆင့်မြင့်နည်းပညာသုံးဖို့အတွက်ဘောလုံးကိုတော့အားသွင်းပေးဖို့လိုအပ်ပါတယ်ကျိုးမဲ့စနစ်နဲ့90မိနစ်အားသွင်းထားရုံနဲ့6နာရီကြာအထိအသုံးပြုနိုင်ပါပါအရေးကြီးတာကဒီနည်းပညာတွေကြောင့်ဘောလုံးရဲ့ဟန်ချက်ပြတ်သွားမှာကိုစိတ်ပူစရာမလိုပါဘူးအလေးချိန်နဲ့လေခွင်းအားကိုမထိခိုက်စေဘဲအကောင်းဆုံးဖြစ်အောင်ဖန်တီးထားတာကြောင့်ကစားသမားတွေအတွက်တော့စိတ်ချလက်ချရှင်းပြနိုင်ပါပါပြီးခဲ့တဲ့ကာတာကမ္ဘာဖလားနဲ့ယူရို2024ပွဲစဉ်တွေမှာလည်းဒီလိုနည်းပညာမျိုးကိုစမ်းတက်သုံးစွဲခဲ့ပြီးဖြစ်ပါတယ်အထူးသဖြင့်ကစားသမားတွေရဲ့လက်ထိဘော handball နဲ့မီလီမီတာအဆင့်လူကြော်ဘောတွေကိုဆုံးဖြတ်တဲ့နေရာမှာအလွန်ထိရောက်မှုရှိခဲ့တာကိုတွေ့ရပါတယ်။ဒါပေမဲ့လည်းဒီဘောလုံးတွေနဲ့ပတ်သက်ပြီးဝေဖန်သံတွေလည်းရှိနေပါတယ်။ဂိုးသမားတွေရဲ့အဆိုအရဒီဘောလုံးတွေဟာပိုပြီးပေါ့ပါသလိုလေပတ်နှုံးပိုမြန်တဲ့အတွက်ဂိုးဖမ်းရတာပိုခက်ခဲလာတယ်လို့ဆိုပါတယ်။တချို့ကလည်းဒီလောက်ထိအသေးစိတ်တိကျလွန်းတဲ့ဆုံးဖြတ်ချက်တွေကြောင့်ဘောလုံးပွဲရဲ့သဘာဝကျတဲ့လူသားဆန်မှုတွေယုံနီးသွားမလားဆိုပြီးစိုးရိမ်မကင်းဖြစ်နေကြပါတယ်ဘလို့ပဲဖြစ်ဖြစ်2026ကမ္ဘာဖလားဟာနီးပညာအမြင့်ဆုံးကမ္ဘာဖလားပွဲစဉ်တစ်ခုဖြစ်လာမှာတော့အသေးချပါပဲအခုလိုအစ်စ်မြင့်ဘောလုံးတွေနဲ့ကစားမဲ့ပွဲစဉ်တွေကိုမြင်တွေ့ရဖို့ကျွန်တော်တို့အားလုံးစိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်နေရမှာပါ